အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချမောင်သီးနဲ့ခရုကိုငရုတ်သီးလေးနဲ့ချက်စားဖြစ်ပါတယ်အရင်ဦးဆုံးစပလင်ကိုအရင်ထည့်ပြီးတော့ခရုကိုထည့်ပါတယ်ရေထည့်ပြီး6ရက်လေးထည့်ပြီးတော့ပြုတ်ထားမှာဖြစ်ပါတယ်ဒါကတော့ချမောင်သီးလေးတွေဖြစ်ပါတယ်ဒါကတော့တက်စင်ထားတဲ့ခရုပေါ့နော်ဒါကတော့ဘေးကအထက်အစီကိုခွာထားတဲ့ချမောင်သီးဖြစ်ပါတယ်မြုပ်သီးကိုစီတက်မှာဖြစ်ပါတယ်မြုပ်သီးတွေကျက်လာပြီးဆိုရင်စားစနစ်နဲ့ထားတဲ့ခရုကိုထည့်ပါမယ်တတိယကနတ်အောင်လုံးနေပါမယ်ခွာထားတဲ့ချမောင်သီးလေးထည့်ပါမယ်တတိယချာလုံးပြီးတော့နေပါမယ်ဒါကတော့စုံရီထည့်ပါမယ်စုံရီထည့်ပြီးဒါတော့ငန်းကြိုက်ထည့်ပါမယ်ဒါတော့စီကြလာတဲ့အနေထားပေါ့စားလို့ရပါပြီခင်ဗျာဟင်းရတော့ဘာမှသိမရှိဘူးတူကော်ပီတူစီယာပဲဆောင်ကားတီနံပေခယူနဲ့ချမောင်ဒီကျိုဟုတ်ကဲ့စားကြပါဦးလို့စားကြပါဦးကျေးဇူးတင်ပါတယ်